Hello အားလုံးပဲမင်္ဂလာပါဒီကို Z review ကနေပြီးတော့ကြိုဆိုပါရစေဒီကနေ့ကတော့ကျွန်တော်တို့ iPad 11 Gen ပေါ့နော် iPad 11 Gen Silver အကြောင်းလေးကိုကျွန်တော် review လေးလုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ iPad 11 Gen Silver အကြောင်းလေးကတော့အခုကျွန်တော်တို့အနောက်ကနေကြည့်မှဆိုရင်ကင်မရာတစ်လုံးပါမယ်အနောက်မှာ microphone လေးတစ်လုံးပါမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ Apple logo လေးပါမှာပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒါရှေ့က screen မြင်ရတဲ့ပုံစံလေးပါသူမှာတော့ touch ID ပါပါတယ် touch ID ကိုကျွန်တော်တို့ဖွင့်လို့ရမယ်ပေါ့နော်tablet ရဲ့အပေါ်မှာက power button ရဲ့ speaker နှစ်ပေါက်ရဲ့ပါမယ်tablet ရဲ့ selfie camera ရှိတဲ့နေရာပေါ့နော် selfie camera ရှိတဲ့နေရာရဲ့အပေါ်မှာက volume အတူ short ကလုပ်လေးပါမယ်တော့အောက်ဘက်ပိုင်းသွင်းတဲ့ type C ပေါက်ရှိတဲ့နေရာရဲ့ speaker နှလုံးရဲ့အောက်မှာကျတော့ကျွန်တော်တို့ keyboard နဲ့တွဲရမယ်ပင်လေးတွေပါတယ်ပေါ့iPad 11 Gen လို့လည်းခေါ်တယ် iPad A16 လို့လည်းခေါ်တာပေါ့နော်ဒါအခုကျွန်တော်နောက်ဆုံး version ဖြစ်တဲ့ iPad OS 26ကိုကျွန်တော်တင်ထားပြီးသားပေါ့နော် iPad OS 26ကတော့ကျွန်တော်တို့ MacBook နီးပါးလောက် multi window တွေပါလာပြီလို့တော့သူတို့ကတော့ပြောထားပြီးတယ် Okay ကျွန်တော်တို့ iPad 11 generation က Max လပေါ့နော်2025 Max လမှာကြော်ညာထားပြီးတော့မှသူ့ရဲ့အလေးချိန်အနေနဲ့ကကျတော့ကျွန်တော်တို့489 gram လေးတယ်ပေါ့နော်ဒါကတော့ Wi-Fi version ဆိုရင်489 gram လေးပြီးတော့ကျွန်တော်တို့ LTE version ဆိုရင်တော့481 gram လေးတယ်လို့ဖော်ပြထားတယ်ပေါ့နော် display ဘိုင်းမှာကျတော့ကျွန်တော်တို့ liquid retina IPS LCD ကိုပဲ500 nit peak brightness လေးရမယ်ပေါ့နော်500 nit peak brightness လေးကျွန်တော်တို့ဒါကင်မရာပါဆိုရင်တော့လည်းမဆိုးပါဘူးပေါ့နော် peak brightness လေးရမယ် size ကတော့11 inch ပဲresolution အနေနဲ့ကကြတော့ကျွန်တော်တို့1640ကနေပြီးတော့မှ2360 ppi မှာနော်ကျွန်တော်တို့ YouTube video တွေကြည့်ပဲဆိုရင်တော့ကျွန်တော်တို့ 4K နဲ့ရတာပေါ့နော်ဒီမှာ advanced setting မှာ resolution ကို2460 frame per second ထိကျွန်တော်တို့ထားလို့ရမှာပေါ့နော် platform တော့ကျွန်တော်တို့ဆက်ထွက်ချင်ရတော့ iPad OS 18.3.2 နဲ့လာပြီးတော့မှအခုဒါနောက်ဆုံး iPad OS 26အထိတော့ကျွန်တော်တို့တင်လို့ရမယ်ပါလာတဲ့ chipset ကတော့ကျွန်တော်တို့ Apple A60 Bionic chip ပေါ့နော်4 nanometer နဲ့ memory card slot တော့မပါလာဘူး RAM 6GB ကို storage က128GB နဲ့လာပါပေါ့နော်ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့ဒီ main camera အနေနဲ့ကကြတော့ကျွန်တော်တို့အနောက်ကကင်မရာက12 megapixel မှာ f1.8 wide camera လေးပေါ့နော်အဲ့ဒီမှာ video quality ကကြတော့ကျွန်တော်တို့ဒီ 4K မှာ 60 frame per second ထိရိုက်လို့ရမယ်ဆိုပြီးတော့သူပေးထားတာပေါ့နော်ကျွန်တော်တို့ selfie camera အနေနဲ့ကကြတော့1080p ကို60 frame per second ထိပဲရမှာပေါ့နော်သူကတော့ 4K ထိမရဘူး720ရဲ့ HD ရဲ့နဲ့အဲ့ဒါကတော့60 fps လောက်ထိပဲရမှာပေါ့နော်ပြီးတော့ Wi-Fi အနေနဲ့ကကြတော့ Wi-Fi 6ရမယ် Bluetooth ကတော့ Bluetooth 5.3 လောက်ပါတယ်NFC တွေ radio တွေမပါဘူး USB Type C ကတော့ကျွန်တော်တို့ Type C ကိုမှ 2.0 ပဲပေါ့နော်power button မှာတော့ကျွန်တော်တို့ fingerprint sensor လေးပါပါပေါ့နော် charging အနေနဲ့ကတော့45 watt wire charging လောက်ထိရတယ်လို့တော့သူရေးထားပြတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘူးထဲမှာပါလာတော့25 watt charging အတုံးပဲပေါ့ iPad 11 Gen မှာကျွန်တော်တို့ speaker အနေနဲ့ကတော့ဒီမှာကတော့ဒီကိုဘက်နဲ့ဒီဘက်နဲ့နှစ်ခုပေါင်းရင်လေးလုံးပါတဲ့ပုံစံမျိုးပြထားတယ်ဆိုပေမဲ့လည်း speaker နှလုံးပဲပါတယ်လို့ပြောတယ်stereo speaker ပဲပေါ့နော်ဒါသူ့ရဲ့အတန်လေးကိုကြာတော့ကျွန်တော်အခုစမ်းပြပေးမယ်နော်ကင်မရာ quality လေးပေါ့နော်ကင်မရာ quality လေးကိုကြာတော့ကျွန်တော်တို့အခုလိုမျိုးရိုက်ပြီးတော့ဆန်းကြည့်မယ်ဆိုရင်ဘယ်လိုလေးမြင်ရမလဲခဏတော့ကြည့်ကြည့်အောင်ပါဒါကိုရိုက်ဆန်းပြထားတာပေါ့နော်12 megapixel ဆိုပေမဲ့လည်း detail ကောင်းကောင်းနဲ့မဆိုးပါဘူးဟုတ်ကဲ့ဒါကတော့ iPad 11 Gen ကင်မရာ quality လေးပါဒါ selfie video လေးကတော့အခုလိုမျိုး field of view ကျယ်လေးရမှာပေါ့နော်ဒါကတော့ field of view ဒါကတော့ field of view ကျယ်လေးပေါ့ဒါ video quality နဲ့ photo ဆိုရင်လည်းကျွန်တော်တို့ဒီလိုပုံစံလေးရိုက်လို့ရမယ်night view ဆိုတော့ဒါတော့ flash လေးရောက်ပေးလိုက်တာပေါ့နော်ဒါဒီလိုပုံစံလေးရပါဘောနော်အဲ့တော့ iPad ကတော့
Apple product တွေကတော့ဘာပဲပြောဒါသူ့ပဲ product မဆို optimization ကောင်းကောင်းနဲ့ quality ကောင်းကောင်းနဲ့ quality ကလုံးဝကြီးအကုန်လုံးချွန်ထွက်နေတယ်မဟုတ်ဘူးဆိုရင်တော့ quality ကောင်းကောင်းလေးနဲ့တော့သုံးလို့ user friendly ဖြစ်အောင်တော့သူတေချာလေးလုပ်ထားပေးတာပေါ့နော်ဒါ iPad 11 Gen က gaming ဘိုင်းမှာဆိုရင်လည်းကျွန်တော်တို့ iPhone 14 Pro ရဲ့ chipset ပေါ့နော် A16 Bionic chip ကိုသုံးထားပေးတာဖြစ်တဲ့အတွက်ကြောင့် gaming ဘိုင်းမှာကျွန်တော်တို့ lagging ဖြစ်တာတွေလေးလာမှာတွေစိတ်မပူရဘူးကျွန်တော်ကအရင်ကြီး heavy ဖြစ်တဲ့ game တွေကိုဆော့တာဖြစ်တဲ့အတွက်ကြောင့် PUBG ကို mobile legend တို့တော့အခုလိုပဲကျွန်တော်မဆန်းပြပြီးတော့ဘူးပေါ့နော်ကဲဟုတ်ပြီအခုဒါကတော့ iPad A16 ကျွန်တော်တို့11 Gen လို့လည်းခေါ်တယ် saver အရောင်လေးပါ saver အရောင်လေးကိုအခုအကင်ဈေးဆိုရင်တော့16သိန်း5000လောက်ရှိမယ်ကျွန်တော်တို့10သိန်းကျော်ကျော် Apple ရဲ့ iPad ပေါ့ tablet လေးတစ်လုံးရမယ် chipset အနေနဲ့ကလည်းကျွန်တော်တို့ iPhone 14 Pro မှာပါလာတဲ့ chipset ကိုသုံးရမယ် Touch ID လေးလည်းပါတယ် IPS LCD ကိုမှသူက non laminated display တော့ဖြစ်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ quality view quality ကတော့မဆိုးဘူးပေါ့နော်60 fps လေးတော့ဖြစ်နေမယ်ဒါပေမဲ့လည်းသုံးရင်းနဲ့တော့တချို့လူတွေကတော့120 fps လား120 frame per second လား60 frame per second လားတော့ကောင်းကောင်းသူတို့တိကျမှာမဟုတ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့ထူထူတော့လည်းရှိမှာမဟုတ်ဘူး iPad OS ကိုလည်းသုံးရမယ်10သိန်းကျော်ကျော်လေးလည်းဖြစ်မယ် iPad ပေါ့ iPad လေးလည်းရမယ်ပြီးရင်သူ့ရဲ့ base quality base design ကလည်းအခုနောက်ပိုင်း modern ဖြစ်တဲ့ design လည်းဖြစ်တဲ့ပုံစံလေးဆိုတော့ကျွန်တော်တို့ iPad A16 or iPad 11 Gen ကို brother တို့ရောဝယ်ဖြစ်မယ်ထင်လား comment ထဲမှာဆွေးနွေးသွားပေးကြပါဦးဗျ